ဒါကတော့ကျွန်တော်ဖိုးစီကနေမျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့လျှို့ဝှက်ပြုပြင်နီလန်းကောင်းတွေပဲဖြစ်ပါတယ်ခင်ဗျာတိထားရုံနဲ့တင်တန်ဖို့ရှိလာပါတယ်အန်ဆွဲကအမြဲတမ်းအလိုလိုပွင့်ထွက်နေတတ်ရင်အန်ဆွဲလမ်းကြောင်းပေးကလောက်တန်ကိုရှာပါလောက်တန်ကိုမပြီးအန်ဆွဲကိုဖြုတ်လိုက်ပါလမ်းကြောင်းအရှိဘက်ကတန်ပြားလေးကိုပလာယာနဲ့အတွင်းဘက်ကိုနည်းနည်းကွေးပေးလိုက်ပါပြီးရင်ပြန်တက်လိုက်ပါအခုဆိုရင်ဒီအန်ဆွဲကနောက်တစ်ခါအလိုလိုပွင့်ထွက်လာတော့မှမဟုတ်ပါဘူးခင်ဗျာအခန်းတကားပိတ်လိုက်တိုင်းချင်းချင်းမြည်နေရင်ပစ္စည်းလဲဖို့မလိုပါဘူးအများအားဖြင့်တကားကြကင်းနဲ့တကားပေါင်လွဲချော်နေလို့ပါနေရလေးနည်းနည်းလောက်ညှိပေးလိုက်ပါတကားကချက်ချင်းငြိမ်သက်သွားပါလိမ့်မယ်အသားလေးတွန်းလိုက်ရုံနဲ့တင်ပါအတမ်းမှထွက်လာတော့မှမဟုတ်ပါဘူးခင်ဗျာတကားကကျမ်းပြင်နဲ့ပုတ်တိုက်မိပြီးကျမ်းပြင်ပေါ်မှာအစင်းရာတွေထင်ကျန်နေရင်တကားအောက်ခြေမှာကက်ဆက်ကူကိုထားလိုက်ပါတကားကိုအဖွင့်အပိတ်အချိန်ချင်းလှုပ်ပေးပါပို့နေတဲ့အပိုင်းတွေကတဖြည်းဖြည်းပုတ်တိုက်မိပြီးပါသွားပါလိမ့်မယ်မကြခင်မှာပဲအစင်းပြေးပြေးဖွင့်ပိတ်လို့ရသွားပါလိမ့်မယ်ခင်ဗျာကျန်းကင်းပြားတွေလွဲချော်နေပြီးအားပြုစရာနေရာမရှိဖြစ်နေရင်ဘေးဘက်မှာတိတ်ပြားကြီးကတ်လိုက်ပါတစ်သားတုံးလေးတုံးကိုတေချာကတ်ပြီးတစ်သားတုံးကိုအသားလေးရိုက်ပေးပါကျန်းကင်းပြားကမူလနေရာကိုတဖြည်းဖြည်းချင်းပြန်ရောက်သွားပါလိမ့်မယ်ခင်ဗျာနေရံမှာအပေါက်ကြီးဖြစ်သွားရင်နေရံတစ်ခုလုံးကိုဆေးပြန်တုပ်ဖို့မလောပါနဲ့အပေါက်ရဲ့နောက်ဖက်မှာတစ်သားတုံးတုံးကိုအထောက်ပံ့အနေနဲ့အရင်ဆုံးပုံတေတက်လိုက်ပါပြီးရင်တိတ်နဲ့အပေါက်ရဲ့ပုံတံကိုပုံဖော်လိုက်ပါအပေါက်ရွယ်စားတိုင်းနေရံပြားကိုဖြတ်ပြီးအတွင်းထဲကိုထက်ကအပေါက်ပိတ်ပြီးအချောကင်ပေးလိုက်ပါအပေါက်ကကြာခင်မှာပဲပြက်ကွက်သွားပါလိမ့်မယ်ခင်ဗျာဝက်ဥပေါက်ကချောင်းနေပြီးဝက်ဥကိုဘလို့ပဲလှက်ချော်နေရင်တွားချထိုးတဲ့တစ်ချောင်းကိုအတွင်းထဲထည့်လိုက်ပါပုတ်တိုင်းပြီးလို့ပျက်စီးသွားတဲ့အပေါက်ကိုဖြစ်ပြီးပိုးနေတဲ့အပိုင်းကိုဖျက်ပစ်လိုက်ပါပြီးရင်ဝက်ဥကိုပြန်လှည့်ထည့်လိုက်ပါစက္ကန့်ပိုင်းအတွင်းမှာပဲချောင်းနေတဲ့ဝက်ဥပေါက်ကပြန်ပြီးခိုင်ခံသွားပါလိမ့်မယ်ခင်ဗျာတင်းတင်းတစ်ချိန်ချိန်မှာလိုအပ်ကောင်းလိုအပ်နိုင်ပါတယ်ဒါကြောင့်ဆက်ကိုနှိပ်ဖို့မမေ့ပါနဲ့